မနက်မှာတော့စာအုပ် concentration အပြည့်နဲ့ active ဖြစ်စာလုံးနိုင်ပြီပဲညရောက်တဲ့အခါမှာစာလုပ်တဲ့အခါအိတ်ချင်လာတယ် energy မရှိတော့ဘူး active မဖြစ်တော့ဘူးဒီလိုမျိုးဖြစ်နေကြတဲ့မောင်လေးညီမလေးတွေရှိကြသလားရှိရဆိုရင်တော့ဒုက္ခကဒါမျိုးမဖြစ်အောင်လို့ဘယ်လိုလုပ်လို့ရမလဲဆိုတော့ practical ကြတဲ့ tips လေးတွေကိုညှောပြီးတော့အောင်မယ်ရှင်ပထမဆုံးနည်းလမ်းနံပါတ်1ကတော့တရေးအိတ်လိုက်တာပါ nap time ပေါ့နော်ကျောင်းပြန်လာတဲ့အချိန်မှာ15မိနစ်နာရီဝက်လောက်တရေးအိတ်လိုက်ပါအဲ့လိုအိတ်ပြီးနိုးလာပြီဆိုတာနဲ့ပေါ့နော် energy အပြည့်ဖြစ်သွားတယ်ပြီးတော့ရင်စာလုပ်ရတဲ့အခါမှာလည်းပို့ပြီးတော့ concentration ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ဒုက္ခကိုယ်တိုင်လည်း grade 12မှာတော့နေ့လေတရေးအိတ်ပါတယ်ပြီးတော့အခုစေးကြောင်းတက်နေတဲ့အခါမှာလည်းပေါ့နော်ကျောင်းကပြန်လာလို့ညနေဆိုရင်15မိနစ်30လောက်တော့ပုံမှန်လေးအိတ်ပြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒုက္ခကိုယ်တိုင်ရလဲပေါ့နော်အိတ်ငိုက်တက်တဲ့သူဖြစ်တယ်အဲ့လိုမျိုးအိတ်လိုက်မှညကိုလည်းစာကိုကောင်းကောင်းအားစိုက်ပြီးတော့လုံနိုင်တယ်။ဒါကြောင့်မို့မော်လေးညီမလေးတို့ကိုလည်းတကယ်လို့အရန်အိတ်ချင်နေရဆိုရင်တရေးအိတ်တာကို15မိနစ်30လောက်လေးလုပ်ကြည့်စေချင်ပါတယ်။ဒုတိယနည်းလမ်းနံပါတ်2ကတော့ light meal စားပြီးတာပါဒုက္ခပြောချင်တဲ့အဓိပ္ပာယ်ကထမင်းကိုပေါ့နော်နည်းနည်းလေးပဲစားမယ်တခြားသောဟင်းကိုမှအသီးရွက်ကလေးများများစားပြီးမယ်အသားဟင်းဆိုလည်းဟင်းအနှစ်တွေအစီတွေကိုအများကြီးမစားဘဲနဲ့အသားလေးတွေကိုရွေးပြီးတော့စားရမျိုးလေးလုပ်စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ထမင်းအများကြီးစားလိုက်ပြီဆိုရင်ထမင်းစိတ်တက်ပြီးတော့ပေါ့နော်အိတ်ချင်တာပိုပြီးတော့ဆိုးလာမှာပါပြီးတော့ရင်ထမင်းစားပြီးတော့ရတယ်လူကတော့ရှောက်ထိုင်ပြီးတော့စားလို့တော့မှာဆိုတော့အစာခြေဖို့ကလည်းခနာကိုကလှုပ်ရှားနေရမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့အိတ်ချင်တဲ့စိတ်ကတော့ပိုပြီးတော့တက်လာမှာပဲဒါကြောင့်အတက်နိုင်ဆုံးကောက်လို့ရတဲ့နေ့ကတော့ light meal စားပြရပါတော့ထမင်းနည်းနည်းလေးပဲရှော့စားပြီးတော့ဒီရွယ်ဟင်းလေးတွေအသားဆိုရင်လည်းအနှစ်တွေကိုအဓိကမစားဘဲနဲ့အသားလေးကိုရွေးပြီးတော့စားပြရမျိုးလုပ်စီချင်ပါတယ်နံပါတ်3ချက်ကတော့ပေါ့ပါ exercise လေးတွေ9မိနစ်10မိနစ်လောက်လုပ်ပေးပါအရင်အိတ်ချင်လာပြီးဘလို့မှမရတော့ဘူးဆိုရင်ခဏလောက်ထပြီးတော့လက်9မိနစ်လောက်ရှောက်လိုက်တာမျိုးဒါမှမဟုတ်လဲ YouTube က workout video လေး9မိနစ်10မိနစ်လောက်လုပ်လိုက်တာမျိုးလေးလုပ်ကြည့်ပါအဲ့လိုလုပ်လိုက်တာလေခနာကိုယ်ကလည်း active ပြန်ဖြစ်သွားတယ်လှုပ်ရှားလိုက်ရတယ်ပြီးရင်အုံနောက်ကလည်းသူ့ focus ကပြောင်းသွားတယ်စာလုပ်နေရနေပြီးတော့တက်ကြွဖြစ်တဲ့ exercise စီပြောင်းသွားတာကြတော့ပို့ပြီးတော့ fresh ဖြစ်လာတယ်ပေါ့နော်အဲ့လိုလေးလုပ်ပြီးသွားပြီဆိုတော့လည်းစာကိုပြန်လုပ်ကြည့်လိုက်ပါတကယ် concentration အပြည့်နဲ့စောအိတ်ချင်နေရတယ်လည်းပျောက်ပြီးတော့စာကိုကောင်းလုပ်နိုင်သွားပါလိမ့်မယ်ဒါကြောင့်မလို့ exercise day ကိုလည်းပေါ့နော်အများကြီးမဟုတ်ရင်တော့မှ9မိနစ်10မိနစ်လောက်ကလေးကိုအရင်အိတ်ချင်လာတဲ့အချိန်မှာထပြီးတော့လုပ်ကြည့်ပါတကယ်လို့မှအရန်ကိုအိတ်ချင်နေပြီလုံးဝကိုမရတော့ဘူးဆိုရင်တော့ emergency tips အနေနဲ့နှစ်ချက်ပြောပြချင်ပါတယ်ပထမတစ်ချက်ကတော့မတည့်ရပြီးတော့စာချက်ပါဒုက္ခဆိုရင်လည်း grade 12မှာတော့ပေါ့နော်အရင်အိတ်ချင်လာပြီဆိုရင်မတည့်ရပြီးတော့စာဆိုတယ်စာချက်တယ်ပေါ့နော်သင်္ချာတို့ physics တို့တွေ့တဲ့ချိန်ဆိုရင်တော့ဒုက္ခတော့အိတ်ချင်တာမျိုးတော့မရှိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အုံနောက်ကိုအဓိကသုံးပြီးတော့ပုစာတွေတွက်နေတာဆိုတော့အိတ်ချင်တာတော့စာချက်တဲ့ချိန်မှာဆိုအရင်အိတ်ချင်တယ်အဲ့လိုမျိုးဆိုရင်မတည့်ရပြီးတော့စာချက်တယ်လမ်းလျှောက်ပြီးတော့စာချက်တယ်ပေါ့နော်ပြီးသွားရင်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကိုလက်တန့်ဆင်လိုက်တာပါမျက်နှာသွားတက်လိုက်လက်ကလေးခြေလေးကိုပြန်ပြီးတော့တန့်ဆင်လိုက်ပေါ့နော်အဲ့လိုလုပ်လိုက်ပြီးဆိုတော့အေးတက်နဲ့ထိလိုက်ရတော့လူကလည်း alert ဖြစ်လာပြီးတော့ပို့ပြီးတော့ fresh ဖြစ်ပြီးစာကိုအာရုံစိုက်လာနိုင်ပါလိမ့်မယ်ပြောခဲ့တဲ့နည်းလမ်းလေးတွေကတော့မနေ့ဆိုရင် active ဖြစ်စာလုပ်နိုင်တယ်ညဆိုရင်တော့အရင်အိတ်ချင်ပြီးတော့ concentration မရရတဲ့မောင်လေးတို့ညီမလေးတို့အတွက်အသုံးဝင်စေမဲ့ tips လေးတွေဖြစ်ပါတယ်အသုံးဝင်လိမ့်မယ်လို့လည်းပြောလင်းပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးအချို့ရှိတဲ့ content လေးတွေနဲ့ပြန်လာခဲ့ပါမယ်bye bye